안녕하세요, 여러분. 덕대사입니다. 알로마 밍라바 피체들 피바래. 디니가 발리고 시야를 놓기 전에 서로거너 코리아고 약도아래 장도장나래 알로 인터뷰 피래 가면마 라무 아르바이트 보너ချိန်မိုင်းလို့ဒီ သွားလုပ်တဲ့ 가면마 인터뷰 피래 보너 피래 가면마 인터뷰 피래 가장ကြာသွားတာမျိုးအလုပ်မရတာမျိုးအခက်အခဲဖြစ်နေတဲ့ 장도장나래 အတွက်ကိုရွေးပြီးတော့မှဒီ video file လေးကိုပြလို့ရခြင်းဖြစ်ပါတယ်ဒီဟာကဘာတွေကိုပြောသွားမှာမလဲဆိုတော့အမေးအများဆုံးပေါ့နော် interview အချိန်ပိုင်းလုပ်ဒီမှာလုပ်ခေါ်တဲ့အခါမျိုးမှာ interview ဖြေတဲ့အခါမျိုးမှာအမေးများဆုံးမေးခွန်းရောဘယ်လိုဖြေရမလဲဆိုတဲ့အဖြေရောပေါ့နော်အဲ့ဒါလေးကိုပါ제가 sharing လုပ်ပေးပါမယ်ကျောင်းသားကျောင်းသူတွေအတွက်အဆင်ပြေစေဖို့အတွက်ပေါ့နော်အဲ့လိုမျိုးကိုယ့်အတွက်အထောက်အကူဖြစ်တယ်ဆိုရင်တော့ like and follow လေးတွေလုပ်ထားပြီပေါ့နော်ကဲဟုတ်ပြီအရင်ဆုံးအချက်ကအဲ့ဒါနဲ့ပတ်သက်တဲ့ဟာလေးကို file လေးတစ်ခု share ပြီးတော့မှရှင်းပြပေးမယ်နော်အရင်ဆုံးပေါ့နော်ခြေတို့ဘာတွေမေးလဲဆိုတော့ 자기 소개를 စပြီးတော့မေးတာပေါ့ဟုတ်ပြီနော် 자기 소개를 စမေးတယ်အရင်ဆုံးကိုယ့်ရဲ့တထေးပေါ့နော်မေးတာပေါ့ 간단하게 자기 소개 한번 해보세요. 간단하게 자기 소개 한번 해보세요로 제로 ပြောလိုက်မယ်ဆိုရင် 간단하게ဆိုတာအကျဉ်းချုပ်ရိုးရိုးရှင်းရှင်းလေးပဲကိုယ့်ရဲ့ကိုမိတ်ဆက်တာလေးတစ်ခေါက်လောက်လုပ်ကြည့်ပေးပါတစ်ချက်လောက်မိတ်ဆက်ပေးပါလို့ပြောတဲ့ခါကျရင် 제로가 အဲ့မှာတွေးဝေမသွားဘဲနဲ့ပြောမယ်ဟုတ်ပြီနော်သူမေးတာလေးကိုတွတ်တွတ်လက်လက်လေးနဲ့ဖြေတဲ့အခါမှာလဲ 제로가 နည်းနည်းဘယ်လိုပြောမလဲ active ဖြစ်တဲ့ပုံစံမျိုးနဲ့ဖြေမယ်နော်ဖြေတဲ့အခါမျိုးမှာဒီမှာဆိုရင် 안녕하세요 저는 미얀마에서 온အဲ့ဒီမှာ 제로 နာမည်လေးတစ်ချက်ထည့်မယ်ပေါ့နော်ကိုယ့်နာမည်ပေါ့ဥပမာဆို 안녕하세요 저는 미얀마에서 온 뚜뚜라고 합니다အဲ့ဒီမှာနာမည်မှာဆိုရင်제နာမည်ဆိုရင် 뚜뚜ဆိုရင် 뚜뚜라고 합니다 그리고 나메마 아따바에서 이라고 합니다 이렇게 요거는 뚜뚜라고 합니다 형제အခုပေါ့နော်အခုလက်ရှိကိုယ့်ရဲ့ကျောင်းတက်နေတဲ့နာမည်လေးပေါ့နော်ကျောင်းနာမည်လေးပြောမယ်ဟုတ်ပြီနော်ဥပမာဆိုကိုကဘယ်ကျောင်းမှာတက်နေရဥပမာဆို 영세대학교ဆိုလဲ 현재 영세대학교에서 공부하고 있습니다 그러면 알림을ပြောလဲရတယ် ကိုယ့်ရဲ့ တက္ကသိုလ် ကိုတက်နေတဲ့တက္ကသိုလ်ကိုပြောလိုက်မယ်ပြီးရင် ကိုယ့်ရဲ့ 성격ကိုပြောမယ် 성격이 밝고 성실해서 맡은 일을 끝까지 책임지고 합니다 잘 부탁드립니다 간단하게 필요해요. 유시신리베 알라리 미사이야비 성격이 밝고 고의 성격과 번호 신란တက်ကြွပြီးတော့မှ တက်ကြွတယ်ဆိုတဲ့ ဒီပဲပေါ့နော် 성격이 밝고 성실하게 해서 유다서 성실해서 유유다다 알로로 맡은 일을 맡은 일서 꼭 비하의 다운 비의 다운 고 맡은 일을 하면은 맡은 일을 끝까지 아성티 책임지고 합니다. 아성티 다운유 럭상답바래. 잘 부탁드립니다. 아고 바래. ဟုတ်နော်အဲ့ဒီမှာလည်းအတန်အတွက်ကလည်းအရေးကြီးတယ်သူနားလည်အောင်လို့လည်း 제로가 ပြောရအောင်မယ်ကိုယ်တထင်းနားလည်အောင်လို့ကိုယ်တန်ကဘလုံးမထွေးနေဖြစ်နေတော့အဆင်မပြေဘူးဟုတ်ပြီနော်ဒါလေးတွေကိုသိချာကျင့်သွားပါတော့ 제가တစ်ခေါက်ပြန်ပြောပြမယ်နော် 안녕하세요 저는 미얀마에서 온 뚜뚜라고 합니다 현재 연세대학교에서 공부하고 있습니다 성격이 밝고 성실해서 맡은 일을 끝까지 책임지고 합니다 잘 부탁드립니다 နော်အဲ့လိုလေးပြောမယ်ပေါ့နော်တကယ်လို့ကိုကအရန်ရှင်းနေတယ်ဆိုရင်တော့ကိုမပြောတတ်ဘူးဆိုရင်တော့제로가 현재 공부하고 있습니다 네အဲ့လိုမျိုးလေးပြောပြီးတော့မှ저는 성실하게 일합니다 다음에 일을 맡은 일을 끝까지 책임을 지고 합니다 네, 다 그거 맞대 무슨 아마 딜리 펴줘야 해. 맡은 일을 끝까지 책임지고 합니다. 그 배에 달했다 원고 아성티 다원 유비를 넣어서 봐래. 잘 부탁드립니다. 그래서 제가 얼른ပြောလိုက်ရပြီ. 그러면 나도 그거자로 제로 알바 경험에ပတ်သက်တာလေး ပေါ့နော် အဲ့ဒါဆိုရင် 알바 경험, 아르바이트 경험 ပေါ့နော် အချိန်ပိုင်းလုပ်တဲ့အတွေ့အကြုံလေး ပေါ့ 경험ဆိုတာအတွေ့အကြုံ 맞아요. 전에 이런 일을 해본 적이 있어요? 메일하게 전에서 아이가 이런 일을 뒤로 깨사며 뒤로 알로뮤고 해본 적이 있어요? 럭풀라 메일이다. 해본 적이 있어요? 라모 뒤로 메일야래. 알바 경험 있어요? 알바서라가 아르바이트 그러나 아르바이트 알바 경험 그러면 아침만 일로도 돌아이다. 그러나 디다음에 아침만 일로 럭풀라 알바 경험 있어요? အချိန်မှအလုပ်လုပ်ဖို့လားအချိန်မှအတွေ့အကြုံပေါ့နော်အတွေ့အကြုံရှိလားလို့မေးလိုက်တယ်ဆိုရင် 제로가 ဘာဖြစ်မလဲဆိုတော့ မြန်မာ에서 다음에 코리아မှာ ကိုကအရင်ကလုပ်ဖူးတယ်ဆိုရင်တော့ 한국에서 အဲ့လိုလေးပြောလို့ရနော် 네မြန်မာ에서 ကိုကဘယ်နေရာမှာလဲ 식당မှာလုပ်ဖူးတယ်ဆိုရင် 식당 알바로
하늘라 뭐 마소에 3개월 동라서는 제로가 되냐마 3개월이 되라이버 3개월 동안 해본 적이 있습니다. 이마트 후에 비뭐 식당 비비 식당 커피 사이버 커피 뭐 편의점에서는 편의점 또 커피 라이버너 네 미얀마에서 제가 좀 미얀마 사다오 사이마 아침 많이 넣고 동라로 후바래 အဲ့လိုပြောမယ်ဆိုရင်내 미얀마에서 식당 알바로 3개월 동안 해본 적이 있습니다. 루프바래 소인 재료가 해본 적이 있습니다. 네, 비밀. 해본 적이 있습니다. 그래서 손님 온대나 계산하는 일을 빠르게 배울 수 있습니다. 그래서 손님 온대나 계산하는 일을 빠르게 배울 수 있습니다. 그래서 가장 손님 온대 손님사 애들 가스타마 별에라마 애들이고 애카나 온대서 애카나 피피 나소라 피피 계산하는 딩위시나 번호 계산하는 이 위시네 알고 빠르게 면면리 배울 수 있습니다. 대윤나이 말해. 면면리 대윤나이 말해. 알리 벼라 번호. 그래서 제가 달리고 변변면서 내 미얀마에서 식당 알바로 3개월 동안 해봤습니다. 해본 적이 있습니다. 그리고 해봤습니다를 해야 되나? 해본 적이 있습니다. 그래서 손님 온대나 계산하는 일을 빠르게 배울 수 있습니다. 나무 렐로만 배워치면서 네 미얀마에서 식당에서 일해봤습니다. 식당에서 일해봤습니다. 사도세말로 불과해요. 얼른 배우는 야래. 식당에서 나머 1년 동안 던내서 던내번호 일해봤습니다. 러프바래 골마드마 알바마 호벤의 재료가 생기에 부담되를 잡번호 식당에서 일해봤습니다. 요를 야래 1년 동안 던내서 던내번호 던내서 던내는 거에 야비. 앞에 나도 미냐성 하나 듣고 찾지요. 넘버 3 한국어 실력 고야 2000 ဘယ်လောက်ရှိလဲဆိုတာလေးကိုသူကမေးတော့မယ်ပေါ့နော်။ဒါဆိုရင်제로가သူကဘယ်လိုမေးမလဲဆိုတော့한국어 소통에는 문제가 없나요? 한국어 소통 코리아မှာနေပြီဆိုတော့ကိုရီးယားစာနဲ့ပတ်သက်ပြီးတော့ကိုရီးယားစကားနဲ့ပတ်သက်ပြီးတော့သူကသိချင်တာပေါ့နော်။ 한국어 소통ကိုရီးယားနဲ့ကိုရီးယားလိုဆက်သွယ်ပြောဆိုတာ소통ဆိုတာကဆက်သွယ်ပြောဆိုဖို့က문제가 없나요? ပြဿနာမရှိဘူးလား။ဒါမှမဟုတ်အဲ့လိုမမေးဘဲနဲ့ 토픽 뭐라? 토픽 등급이 어떻게 돼요? 그소인 제로 알바리 소인 토픽 블라우야래 알루미늄 미라냐래 얘노하러 디자인야비메ခုနောက်ပိုင်းမှာ သူတို့က နိုင်ငံပေါ့နော်ဒီလိုမျိုးကျောင်းသားတွေဝင်လာတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေး알바မှာလဲပေါ့နော် topic တွေမေးလာကြတယ်ပေါ့နော် topic level ဘယ်လောက်ရလဲဘယ်လောက်ရှိလဲအဲ့လိုမျိုးအဲ့ဒါဆိုရင်တော့သူတို့ဒီလောက်ပြောတတ်မှာပဲဆိုပြီးတော့မှအဲ့လိုမျိုးလေးတွေခံတာကောင်းတယ်ခံတာပေါ့နော်အဲ့ဒါကြောင့်မို့ကျောင်းသားကျောင်းသူတွေလည်း topic level လေးကိုtopic ကိုဖြည့်ထားပါအဲ့ဒီဟာလေးကလည်းသုံးဝင်ပါတယ်နော်topic 등급이 어떻게 돼요? topic 등급이 어떻게 돼요? topic level ဘယ်လောက်လဲလို့မေးလိုက်ခါကြရင် 네 한국어 능력 시험 topicနော် topic은 알아서ကိုယ့်ရဲ့ဟာပေါ့နော် 4급 ကိုကlevel 4ဆို level 4ပေါ့နော် 4급ဒါမှမဟုတ်လဲ 3급 2급အဲ့လိုပြောလို့ရတယ်နော်ကိုယ့်ရဲ့ level ကိုပြောလိုက်ပေါ့နော် 가지고 있습니다 အဲ့ဒါရှိထားပါတယ်နော် 맞아 4급 ပဲထားလိုက်တော့ 네 한국어 능력 시험 topic 4급을 가지고 있습니다 ဒါမှမဟုတ်လဲ topic 4급을 받았습니다 အဲ့လိုလည်းပြောလို့ရတယ်အလွယ်ပေါ့နော်ကိုပြောရတာနည်းနည်းခေါင်းထဲမှာနည်းနည်းလေးရှုပ်လာတာမျိုးရှိတယ်ဆိုရင်တော့ topic 4급을 받았습니다 4급을 가지고 있습니다 ရှိထားပါတယ်ရရှိထားပါတယ် 가지고 있습니다 사장님 지시사항을 잘 이해할 수 있고 사장님의 지시사항ဆိုတာကညွှန်ကြားချက်တွေပေါ့နော် 지시사항လို့ခေါ်မယ်ညွှန်ကြားချက်တွေကို 잘 이해할 수 있고 잘ဆိုတာကောင်းကောင်း 이해할 수 있고ဆိုတာကောင်းကောင်းနားလည်နိုင်ပြီးတော့မှ 손님들과ဆိုတာဧည့်သည်တွေနဲ့ 일상적인 대화ဆိုတာနေ့စဉ်သုံးစကားပြော 일상적인 대화를ခေါ်တယ်အဲ့ဒါလေးကိုနေ့စဉ်သုံးစကားပြောပေါ့နော် 일상적인 대화나 안에는 대화나 란ညွှန်ပေးတာ 안에는 문제 없이 အဆင်ပြေပေါ့နော်ပြဿနာမရှိဘဲနဲ့ဆိုတော့အဆင်ပြေနဲ့할 수 있습니다 ပြောဆိုနိုင်ပါတယ်လှုပ်ဆောင်နိုင်ပါတယ်လို့ပြောလိုက်တာရမယ်နော်အဲ့ဒါဆိုရင်제가ပြန်ပြောပြမယ်နော်네 한국어 능력 시험 토픽 4급을 가지고 있습니다 사장님 지시 사항을 잘 이해할 수 있고
손님들과 일상적인 대화나 안내로 문제없이 할 수 있습니다. စကားပြောတဲ့ခါကျရင်မကြောက်ခွဲနဲ့ဖြည်းဖြည်းနဲ့မှန်မှန်လေးပြောပါသူတို့စိတ်ရှိရှိနဲ့နားထောင်ပေးပါတယ်ဒါတော့အရင်လဲအင်တာဗျူးဖြစ်ပြီးတော့စိတ်လှုပ်ရှားပြီးတော့မှပေါ့နော်စိတ်ကိုအတက်နိုင်ဆုံးဒီညအောင်ထားပေါ့နော်ထားပြီးတော့မှဒီလိုလေးကြီးပြောသွားမယ်နော်ဖြည်းဖြည်းချင်းစီကဲဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ခုအလုပ်လျှောက်ရတဲ့ဒီအကြောင်းရင်းတော့ជីវဆိုတာအလုပ်လျှောက်ရတဲ့동기ဆိုတာလှုပ်ဆောင်မှုစိတ်ဆောင်မှုပေါ့ဒီမှာဘာလို့လုပ်ချင်တာလဲဆိုတဲ့ဟာလေးကြီးသူတို့မေးတတ်ပါတယ်ဒါလည်းမေးများပါတယ်막ဆိုရင်우리 가게 지원한 이유가 뭐예요? 우리 가게 들어 사용 뭐 너? 우리 가게라면 우리 식당 소 식당 뭐 너? 다른 머리 별로 야래 우리 식당 우리 가게 우리 공장 사용소는 공장 뭐 너? 이미야마 가게를 피치트면 차하리 뭐 너? 볼롱맨이야 니시마 너? 식당 카페소 카페 공장소 사용소 사용 그다음에 너 우리 가게에 지원한 알로샤우야의 이유 아자오인가 뭐예요? 발레 အဲ့ဆိုတော့ကျွန်တော်ဘယ်လိုဖြေမလဲဆိုတော့ပုံမှန်ပေါ့နော်ဒါတွေကဒီလိုမျိုးလေးတွေဖြေလို့ရတယ်ကိုယ့်ဘက်ကိုအတိုးချုပ်ပြီးဖြေလို့လည်းရတယ်နော်ဒါကြီးပဲဖြေရမယ်လို့မဆိုလို့ဘူးနော်ဆရာကနမူနာအနေနဲ့ပြပေးထား평소에 이 가게 다음에 이 브랜드ဆိုလဲကျွန်တော် brand ပေါ့နော် 좋아해서 짤로 자주 방문했습니다.ခဏခဏ လာဖြစ်ပါတယ် 자주 방문했습니다. 항상 지원분들이 항상서 아니라 직원분들이 원단တွေက 친절하고 거유에 비로 분위기가 좋아서 분위기ဆိုတာကဒီဆိုင်ရဲ့အငွေ့တက်လေးတွေပေါ့နော်အဲ့ဒါလေးကကောင်းလို့저도ကျမလဲကျွန်တော်လဲသမီးလဲသားလဲအဲ့လိုမျိုးပြောမှာနော်저도 이곳에 ဒီနေရာမြစ်일원ဆိုတာအဖွဲ့ဝင်ပေါ့နော်ဒါမှမဟုတ်တစ်စိတ်တစ်ပိုင်းပေါ့အဖွဲ့ဝင်ဖြစ်ရင်ပေါ့နော်일원이 돼요အဖွဲ့ဝင်ဖြစ်ပြီးတော့မှ열심히 일해보고 싶었습니다ကျူးစွာနဲ့လုပ်ပူချင်လို့ပါလုပ်ကိုင်ချင်လို့ပါအဲ့လိုလေးပြောတာပေါ့နော်그래서 평소에 이 가게를 좋아해서 자주 방문했습니다 항상 직원분들이 친절하고 분위기가 좋아서 저도 이곳에 인원이 되어 열심히 일해보고 싶었습니다. 그래서 알려리 별로야래. 뭐 우리 가게 지원할 이유가 뭐예요? 루미라이데 가자는 애기 사가리를 흘라고 뼈보노. 그래서 그거 좋아해서 마소의 치킨 소이너 치킨 가게에서는 치킨을 좋아해서 자주 먹었습니다. 예, 그리고 여기에서 일을 해보고 싶었습니다. 예, 알림을 걸로 야래. 그러면 야비 나도 구문 시간 뭐야? 알로로함의 책이 번호 구문 시간 알로 책뭐. 알아서 언제부터 일할 수 있어요?로도 밀레메. 언제부터 백채야 사비로 말로 나이네. 혹시 주말이나 야간도 가능할까요? 이게 왜 주말 빼야 피피한서 야상이 봐요. 야간 낙자티거나 야간도 가능한가요? 몰라. 아서 제가 불러보면 네. 없는 학교 수업이 없는 하버너 이거 뼈다 베니 달롱 그래서 마소에 과트네라 네라 이거 부에 피피거나 아체야 베지 설려야 돼. နော်မနက်ပိုင်းတောင်းတက်ရတယ်ဆိုညနေ3နာရီကနေပြီးတော့ဘယ်နှစ်နာရီထိပေါ့ကြိုက်တယ်လို့ပြောနော်3နာရီကနေဘယ်နှစ်နာရီလုံးနိုင်ပါတယ်ပေါ့ညမှာရက်တွေနဲ့ကျိုးဆိုပြီးနွန်ဥပမာဆိုရင်주말 전체 ဒီ주말ဆိုရင်ပိတ်ရက်စနေတနင်္ဂနွေတနေ့ကုန်ပေါ့တို့နော်평일ပြီးတော့ကျတို့이ပုံမှန်ရက်စီမှာဆိုရင်저녁 6시 이후ညနေ6နာရီနောက်ပိုင်းပေါ့애는 언제든지 가능합니다. 언제든지 배송할 수 야바래. 이 말은 우마니네 제가 주말 전체 스니드네 예lon비 베야소인 자야소인 거라. 평일 자야 년이 처나이 나와. 알아서 그거 야래. 너 애는 사무에 갈라 그라. 사무에 갈라 뢰노. 왜 애는 뢰노. 시간 약속서 아침고 너 디디자자 리라이나라 시간 약속 후 처절히 지키겠습니다. 다두고 재료가 리베라이라고 너 시간 약속 후 처절히 지키겠습니다. 3월가라가 뢰 아침고 디디자자고 너 디차리라이나 밤에 라이라
အဲ့လိုလေးတွေပြောလိုက်တဲ့အခါမှာသူကကိုယ်ခန့်ချင်အောင်လို့ပြောအောင်မှာပေါ့နော်ခန့်ချင်အောင်ပြီးတော့စကားအတန်အတွက်ကိုလည်းတေချာပြောမယ်ကိုယုံကြည်ချက်ရှိနဲ့ပြောမယ်အဲ့တော့အဓိကလေစကားတွေအရမ်းမှားလို့ကြောက်နေတာမျိုးမလို့လည်းမရှိနဲ့အင်တာဗျူးသွားရင်ကိုတတိရှိနဲ့သွားဖြေပါဖြစ်စရာမလိုပေါ့နော်ကြောက်စရာလည်းမလိုဘူးအဲ့လိုကြောက်နေရင်စကားထွက်လာမှာမဟုတ်ဘူးကိုစိတ်အေးလည်းနဲ့သွားမယ်သွားပြီးတဲ့အခါမှာပြောစင်တဲ့ဟာလေးတွေကိုတတိရှိနဲ့ပြောပါအဲ့ဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်နံပါတ်5အထိကိုချက်ပြပေးထားမယ်ပေါ့နော်ဗီဒီယိုဖိုင်ကအရန်ရှိမှာဆိုလို့နောက်ထပ်5ခုကိုပတ်တူးနဲ့ပြန်ပြီးတော့မှလုပ်ပေးပါမယ်နော်အကျိုးရှိတယ်ဆိုရင် like and follow တွေလုပ်ပေးပါဦးကိုရီးယားစာနဲ့ပတ်သက်ပြီးတော့မှကိုလိုချင်တဲ့ skill တွေရရှိဖို့အတွက်ကိုအကောင်းဆုံးအထိရောက်ဆုံးသင်ချင်နေဆိုရင်တော့ channel တူတူ101လာတက်လို့ရပါတယ်ပြီးတော့အချိန်မရှိဘူးဆိုရင်တော့ video class လေးတွေ join လို့ရပါတယ်နော်